ဂျပန်တန်တာကြီးတစ်ခုကအခုလိုဆိုခဲ့တယ်မျက်စိနဲ့မမြင်ရနိုင်တဲ့ကြည်မြင်ကျိုးနေလေးတစ်ချောင်းကကံကြမ္မာအလိုအရာကျွန်တော်တို့နဲ့ဆုံတွေ့ရဖို့တတ်မှတ်ထားသူတွေနဲ့ကျွန်တော်တို့ကိုချိတ်နွယ်သွဲဆက်ပေးထားတယ်အချိန်နေရာနဲ့အချိန်အနေအကြောင်းတရားတွေပြောင်းလဲနေခြင်းတဘာဝကြောင့်ဒီချီးမြှင့်နေလေးကဆန့်ထွက်သွားနိုင်တယ်ရှုပ်ထွေးသွားတတ်တယ်ဒါပေမဲ့ဘယ်တော့မှပြတ်တောက်သွားမှာမဟုတ်ဘူးတဲ့ဒါကံကြမ္မာကသတ်မှတ်ထားတာကံစီမံထားတာသိကြရင်မလွယ်မသွေတွေ့ဆုံကြရမှာပဲဆိုတာကိုကျွန်တော်